အရက်တော့ကြမကြိုက်တဲ့မိမိပေါင်းတင်သိမ့်များတဲ့ baby သူတို့နှစ်ယောက်ကိုချစ်တဲ့ကျွန်တော် Christmas မှာပြဿနာပေါ်ဒူးနဲ့မျက်ရည်တုံးတဲ့မိမိအကောင်းဆုံးအရက်ပလင်းနဲ့ baby သူတို့နှစ်ယောက်ကိုချစ်တဲ့ကျွန်တော် Christmas မှာပြဿနာပေါ် Christmas ကြရင်မတော့နေတအားကြီးမူအောင်မတော့နေဒီပြေမိမိကိုဒါကျွန်တော်မချီရလို့ပါ Christmas ကိုကြောက်လို့ Christmas ရောက်မှဆိုလို့ငုံငုံနေတာဘာကြောင့်လဲဒေါသသိစိတ်ထားတဲ့ဖေဖေတိုင်းကြီးမခံတော့တဲ့မိမိသူတို့နှစ်ယောက်ကိုချစ်တဲ့ကျွန်တော် Christmas မှာပြဿနာပေါ်မိဘမေတွေထားတဲ့ခေဟာဝမ်းနေခြင်းစုဝေးရာနေရကလေးကစားတဲ့ကွင်းအနေကောင်းမကလေးလေးကြောင့်ဟာသေးရနာ